အားလုံးပဲမင်္ဂလာပါဗျ22ကြိမ်နဲ့ကျွန်တော်တို့ငါးပရိတ်တွေစိုက်တွေများလွန်းနေကောင်းလွန်းနေတော့ကျွန်တော်တို့ထောင်ချောက်ဆင်တာများလားပေါ့ဗျာဒါငါးပရိတ်လေးပြပေးမယ်ငါးပရိတ်မကြရင်တခြား fighter ကနန်း3ခွက်လောက်ကျွန်တော်ပြပေးမယ်ဒီမှာနှစ်ပိတ်မှာ6ပရိတ်ထပ်တယ်အဲ့မှာ6ပရိတ်ထပ်တော့ဒီမှာ6ပရိတ်ဒီမှာထိပ်သီး3လုံးက2ခွန်6ဖြစ်တယ်နော်အဲ့6ဖြစ်တာရင်1 2 3 4ချိန်သွားလိုက်ဒီမှာ6 8 1တဲ့5ပရိတ်လာတယ်နော်ရှင်းနှလုံးပေါင်း4 5ပရိတ်1အပိတ်က1 3 9 9 8လို့လာအောင်နော်4ကဆိုတော့1အပိတ်နဲ့လာအောင်နော်ရှင်းနှလုံးပေါင်း5 6ခွန်းအဲ့လိုလာအောင်နော်4 5 6ခွန်းလာမှာနော်ဒါတကက်ဒုတိယကဒီမှာ6ပရိတ်ထပ်တယ်နော်ဒီမှာ6ပရိတ်ထပ်တယ်နော်6ပရိတ်မိုးတယ်မှာဇောင်း3လုံးထိးဇောင်း3လုံး1 9 6က6ဖြစ်တယ်အဲ့ဒီ6က1 2 3 4ချိန်မှာဒီမှာ5ပရိတ်ရှီပေါင်း5 3ညအပိတ်ပထမရှီပေါင်း4ဒါရှီပေါင်း5 3ညအပိတ်1 3ညပေါ့နော်5ပရိတ်ဒီမှာ6ပရိတ်ထပ်တယ်ဒါပေမဲ့ဒီကောင်ကဒီလိုဇောင်း3လုံးက6မဖြစ်ဘူး6မဖြစ်လို့ကျွန်တော်ပယ်ခဲ့တယ်ဒီမှာ6ပရိတ်ထပ်တာ4ကတူညီတဲ့4ကပြမယ်6ပရိတ်ဒီမှာ6ပရိတ်မဇောင်း3လုံးကဒီမှာ4 5ခွန်6အဲ6ဖြစ်လို့တဲ့တစ်ချိန်2ချိန်3ချိန်4ချိန်မှာဒီမှာ5ပရိတ်ရှီပေါင်း6ပထမရှီပေါင်း4ရှီပေါင်း5ရှီပေါင်း6အပိတ်က1 3ည9 5ပရိတ်နော်တတိယကဒီမှာ6ပရိတ်ထပ်တယ်နော်6ပရိတ်ထပ်လို့ဒီမှာ6နဲ့8က6ဖြစ်တယ်6ဖြစ်လို့မိုးတဲ့တစ်ချိန်2ချိန်3ချိန်4ချိန်သွားလိုက်ဒီမှာရှီပေါင်းခွန်8ပိတ်ရှီပေါင်း5ရှီပေါင်း6ရှီပေါင်းခွန်အပိတ်က1 3ည9 8အားလုံးရှိမှထင်မှာနော်ဒီမှာ6ပရိတ်ထပ်တယ်6ပရိတ်ထပ်လို့တဲ့ဒီမှာဇောင်း3လုံး6ဖြစ်တယ်တစ်ချိန်2ချိန်3ချိန်4ချိန်မှာ5ပရိတ်ရှီပေါင်း4နဲ့5ပရိတ်အပိတ်က1ဒုတိယကဒီမှာ6ပရိတ်6ပရိတ်ထပ်တယ်ဇောင်း3လုံးက6အဲအောင်1 2 3 4ချိန်မှာ5ပရိတ်ရှီပေါင်း5 3ညအပိတ်4 5ဒီကောင်1 3ညမှာ6ပရိတ်ထပ်တယ်ဇောင်း3လုံး6ဖြစ်တယ်တို့ရင်တစ်ချိန်2ချိန်3ချိန်4ချိန်မှာ5ပရိတ်ရှီပေါင်း6 9ပိတ်ရှီပေါင်းခွန်နဲ့8ပိတ်လာမှာနော်6ပရိတ်ထပ်တယ်ဇောင်း3လုံးက8ဖြစ်တယ်တို့ရင်တစ်ချိန်2ချိန်3ချိန်4ချိန်သွားရင်မယ်8ပိတ်နဲ့ရှင်းနှလုံးပေါင်းခွန်ဒါ10ကိုလိုင်းထွက်တယ်ကျွန်တော်ကတစ်ခွက်ပဲ168တွေကျွန်တော် site ပြထားအများကြီးပဲရှိတယ်အဲ့လိုမှမဟုတ်ကျွန်တော်က5ပရိတ်တွေကအများကြီးပြထားနော်168ဒီ5ပရိတ် site တွေကောင်းလို့တော့5ပရိတ် site ကကောင်းလို့တော့ထောင်ချောက်စင်မဆိုးလို့မဟုတ်5ပရိတ်မလာပဲနဲ့တခြားကနန်းလာမှာဆိုလို့တခြားကနန်းကြာရင်ကျွန်တော်3ခွက်လောက်ကိုကျွန်တော်ပြပေးမယ်ဒီမှာ2ပရိတ်ပရိတ်3ခုတန်းတာအဲ့ဒါဆို2ပရိတ်တွေရဲ့ဒီထိပ်ဆောင်3လုံးဒီမှာ9 4 4ဒါမှတ်ထားရင်နော်9 4 4ဒုတိယတကကဒီမှာ8 6 3မှတ်ထားလိုက်နော်8 6 3တတိယကဒီမှာ2 5 2ဒီမှာ9 4 4 8 6 3 2 5 2ဆိုတော့အိုက်ကနန်းနေရဒီမှာ9 4 4 8 6 3 2 5 2ပေါ့ဒီချိန်မှာ2 5 2ဒါ2 4 6ရောကျွန်တော်ပြပေးမယ်နော်ပြီးရင်9 4 4 8 6 3 2 5 2မှာ2 5 2ပေါ့လို့ဇောင်းတက်သွား9 4 4 8 6 3မှာ2 5 2ဒါပရိတ်3ခု2ပရိတ်3ခုတန်းတဲ့ဟာတွေနော်ကျွန်တော်ဒီ86တက်ကsite တွေ3-4 site လောက်ကျွန်တော်ပြထားပြီးသား86တက် site တွေအများကြီးကြံနေပြမှာဆိုsite တွေမပြတော့ပါဘူးဒီမှာ2 5နဲ့ကျွန်တော်ပြလိုက်ပြီနော်ဒါတဘောထဲ line နေ2 4 6ရောကျွန်တော်ပြပေးမယ်ဒီ3ခွက်ပေါ့ဗျာဒီ5ပရိတ်တွေဒါတခြားဟာတွေမကြိုက်ဘူးဆိုရင်ဒီ3ခွက်ကိုစော်နိုင်တယ်ကျွန်တော်ပြပေးတာ286ရယ်246ရယ်ကျွန်တော်ပြပေးမယ်နော်ဒါ2 5ကကျွန်တော်ပြပေး286တဲ့286ကတော့ဒီမှာဒီကောင်းတဲ့2ကစီးလေးပေါ့ဒီမှာ941 286ဒီ941က282ကပဲเนาะဒီ286ကလည်း282ကပဲဒီကောင်းလေးကတော့ဒီလို282ကဒီမှာ
5လေး1နဲ့286နော်အဲ့ကောင်ဒီလောက်ပုံလေးကျွန်တော်ပြပေးမလို့ပါဒီမှာ5လေး1ဖြစ်တော်မယ်ဆိုရင်လည်းဒီမှာဥပ္ပေါ်က9ဘရိတ်တရား5ဘရိတ်ဒီကောင်3ညဘရိတ်9 5 3ညဘရိတ်3ခုပေါင်း4ဒီမှာ2ဘရိတ်ဒီဟာ6ဘရိတ်ဒါ6ဘရိတ်2 6 6ဆိုဘရိတ်3ခုပေါင်း4ဖြစ်ထားမယ်နော်အဲ့ကနန်းနေရသူကသူ့ရှစ်နံပါတ်တော့ဇောင်းပြန်လှဲမှာဇောင်းဆင်းမှာပေါ့ဒီမှာ4 5 1 6 2 8ဇောင်းဆင်းပြီနော်အဲ့ဒီက6ဘရိတ်ဒီက5ဘရိတ်6နဲ့5နဲ့ပေါင်း1ဒီကောင်3ညဘရိတ်ဘရိတ်3ခုပေါင်း1ဖြစ်တာဒီက4ဘရိတ်ဒီက5ဘရိတ်4နဲ့5နဲ့4ဘရိတ်ဒါ1ဘရိတ်4နဲ့1ပေါင်း5ဒီမှာ6ဘရိတ်ဘရိတ်3ခုပေါင်းအဲ့ဒါ1ဒီလိုဘရိတ်3ခုပေါင်း1ဒီလိုဘရိတ်3ခုပေါင်း1အဲ့ဒီကောင်4 5 1 6 2 8အဲ့လိုဇောင်းဆင်းတာနော်ဒီကောင်ကျတော့ထဲသွားတာမှပရိတ်3ခုပေါင်း4ပရိတ်3ခုပေါင်း4ဒီကနန်းနှစ်ကွက်ဟိုဇောင်းဆင်းတဲ့နှစ်ကွက်ကဒီမှာဒီနှစ်ထဲမှာ4 5တက်ထွက်ပြီးတော့4 5ထွက်ပြီးတော့အောက်မှာ6 2 8လို့ထွက်မလားပေါ့ဗျာယူဆရတာပေါ့အဲဆိုရင်6 2 8ပြပေးပါရင်နော်286R 25နှစ်ဒီကောင်ဒီနေ့ထဲမှာနှစ်6လုံးထွက်မယ်ဆိုတော့ site ကျွန်တော်အရင်ပြဘူးတယ်ကျွန်တော်ထပ်ပြမယ်တော့ဘယ်လိုပိုင်းရှင်းမလို့25နဲ့286မှာ246 site လေးကျွန်တော်ပြပေးမယ်246ကစောစောကျွန်တော်ပြတယ်ဒီမှာ6 break ထက်တဲ့ဟာတူညီတဲ့နှစ်ကတ်လေးကျွန်တော်ပြမယ်လို့ဒီကောင်းနဲ့တော်တော်လေးကိုတူးနေလို့တူညီတဲ့ site လေးမှာ6 break မှာ6 break တစ်ခုထက်တယ်နော်break တစ်ခုထက်ပြီးတော့ဇောင်းလုံး6ဖြစ်တယ်အဲ့လိုဖြစ်ပြီးတော့တဲ့ဒီမှာသူကရင်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာဒီကောင်တော့5 break ထွက်တယ်နော်5 break အဲ့ကောင်မထွက်ခင်သူ့ရဲ့ပေါ်849ဆိုတဲ့ကဏ္ဍကဒီမှာ286ရဲ့ဘေးရဲ့ကဏ္ဍကဒီမှာ849ထွက်တယ်နော်ဒီကဏ္ဍ5 break ကထွက်တော့မယ်ဆိုရင်လည်းဒီမှာ break 1 break 6 break 5 165 break 3ခုပေါင်း2ဖြစ်ရမှာနော်ဒီ break 2ခု6ဖြစ်လို့မို့တဲ့ဒီအပေါ်က break 3ခုကလည်း6ဖြစ်ခဲ့ရတာဒီမှာဒီကောင်က1 break ဒီဟာ3 break ဒါ2 break 1 3 2 break 3ခုပေါင်း6ဖြစ်ခဲ့ရတာနော်6 break ထက်လို့မို့ break 3ခုပေါင်းဒီ break 3ခုပေါင်း6ဖြစ်ခဲ့တာပြီးရင်ဒီကဏ္ဍထွက်တော့မယ်ဆိုရင်လေဒီကဏ္ဍဘေးကကဏ္ဍလေဒီမှာမူရင်းတည်ခဲ့တယ်မယ် break 6ထပ်တဲ့တဲ့ကဒီမှာ6 8 1ဆိုတော့ကဏ္ဍဒီမှာ6 8 1လို့ထွက်ပြီးတာဒီကောင်ထွက်တော့မယ်ဆိုရင် break 3ခုပေါင်း2ဖြစ်ရမယ်ဒီ6 break ထပ်ခဲ့လို့ဒီပေါ်က break 3ခုပေါင်းလိုက်2 break 3 break 1 break 2 3 1က break 3ခုပေါင်း6ဖြစ်တာအဲ့ကဏ္ဍဒီကဏ္ဍကလည်းဒီ286ရဘေးရကဏ္ဍဖြစ်ရမယ်ဒီလိုလာပြီးမှဒါ681ဆိုတော့ကဏ္ဍဒီလိုလေးလာတာဒီခါအောင်သုံးလုံးလာတာပေါ့နော်ဒီ9 break ကလည်းအပေါ်12ကြိမ်ကဏ္ဍဒီမှာဒါ12ကြိမ်ကဏ္ဍနော်အပေါ်12ကြိမ်ကဏ္ဍအဲ့12ကြိမ်ကဏ္ဍကလည်း9 break ဖြစ်နေရမယ်အဲ့9 break ကလည်းဒီမှာ9 break 6 break 1 break 165 break 3ခုပေါင်းကလည်း2ဖြစ်ရမယ်ဒီလို2ဒီကောင်က9 break လည်းဖြစ်နေရမယ်ဒီမဲ့ဒါလည်း9 break ဖြစ်နေမယ် break 3ခုပေါင်းကလည်း2ဖြစ်ရမယ်1 6 5 2ဖြစ်ရမယ်နော်အဲ့ကဏ္ဍကဒီမှာခါတော့3ကလာတာသူမလာခင်လည်းသူ့ရဲ့အပေါ်ကဏ္ဍ6နဲ့8ရဲ့ဘေးရဲ့ကဏ္ဍနော်အားလုံးရှိမှထင်မှာနော်ဒါပထမကဒုတိယကဒီကဏ္ဍလေးကိုကျွန်တော်ကြိုက်နေလို့ပါမ6 break ထပ်တယ်နော်6 break ထပ်တယ်သူ့ဘေးရဲ့ကဏ္ဍ9လေး1ကဒီနေ့ထဲမှာ9လေး1ထွက်ပြီးထွက်သွားပြီနော်တလေး9တူထွက်တော့မယ်ဆိုရင်သူ့ရဲ့အပေါ်ကဏ္ဍကလည်းဒီမှာ break နှစ်ခုပေါင်း6 break နှစ်ခုထပ်လို့မို့ဒီမှာ break အပေါ် break 3ခုပေါင်းဒီမှာ3ည break ဒါ5 break ဒါ1 break 3ည5 1 break 3ခုပေါင်း6ဖြစ်တယ်နော်ဒါ3ည break ဒါ5 break ဒါ1 break နော်1 5 3ည break 3ခုပေါင်း6ဖြစ်တယ်ဒီ6 break ထပ်လို့မို့ဒီကောင်ထွက်တော့မယ်ဆိုရင်လည်း break 3ခုပေါင်း2ဖြစ်ရမယ်ပထမကလည်းပဲဒါ5 break 5 break ဒါ2 break လာမယ်ဒီ2 break ကဘယ်ရလာလဲမှာ6နဲ့8မူရင်း break ထပ်ခဲ့တဲ့ဟာဒီမှာ2 4 6ဆိုတဲ့ကဏ္ဍဒီမှာ2 4 6ဖြစ်နေရမယ်ဒီ break 3ခုပေါင်းလည်း2ဖြစ်နေရမယ်ဒီ6နဲ့8ရဲ့ဘေးက9လေးတက်ကလည်းမတူရဲ့အပေါ်မှာထွက်ပေးထားမယ်နော်ပထမကနဲ့လုံးဝကိုဆင်တူးနေရဒီမှာလည်း break 3ခုပေါင်းကလည်းဒီ break 3ခုပေါင်းကလည်း6ဖြစ်နေရမယ်ဒီမှာ2 break မို့အပေါ်12ကြိမ်ကဏ္ဍကလည်း2ဖြစ်နေရမယ်2
နှစ်ပရိတ်ဖြစ်နေတယ်နော်နှစ်ပရိတ်ဖြစ်တယ်နော်ဒီမှာပရိတ်3ခုပေါင်းလည်းပြန်နှစ်ရမယ်ဒီမှာ1ပရိတ်ဒီမှာ9ပရိတ်1နဲ့9နှစ်ပေါင်း3ည2နဲ့2ပေါင်း2ဒီပရိတ်3ခုပေါင်း2မို့ဒီဟာလည်း2ပရိတ်ဒီပရိတ်3ခုပေါင်းလည်း2ဖြစ်ရမယ်ဒါလည်း2ပရိတ်အဲ့ကဏ္ဍဒီခေါင်း3လုံး2 4 6ဆိုတဲ့ကဏ္ဍဖြစ်ပြရမယ်အားလုံးရှင်းမဲ့ထင်ပါနော်ဒီ site လေးကနှစ်ကတ်တူလေးတော်တော်လေးကိုနှစ်ကတ်စီကြောလိုင်းလေးတွေကပေးရင်လည်းလုံးဝကိုပေးသွားမှာဒါ6ပရိတ်ထပ်တယ်နော်6ပရိတ်ထပ်တယ်နော်တူဘေးက4 9 8ကဒီမှာ6ပရိတ်ထပ်ဒီရရင်ဇောင်း3လုံး6ဒီရရင်1 2 3 4ချိန်မှာထွက်တယ်အဲ့ကဏ္ဍဒီခေါင်း3လုံးဖြစ်တယ်ဒီ286ရဲ့ဘေးကလည်း4 9 8ကလည်းထွက်ပြီရနော်ဒီမှာပရိတ်3ခုပေါင်းက2ဖြစ်တယ်5ပရိတ်ဖြစ်ရမယ်ဒီပေါ်မှာလည်းပရိတ်3ခုပေါင်း2ဖြစ်တယ်5ပရိတ်ဖြစ်ရမယ်ဒီကောင်မထုတ်ခင်သူ့ရဲ့ပေါ်ကဏ္ဍကလည်းပရိတ်3ခုပေါင်း6ဖြစ်နေရမယ်ဒီကောင်က6ပရိတ်ထပ်ခဲ့လို့မို့6ပရိတ်286ရဲ့ဘေးကဏ္ဍဒီကောင်ကလည်းတူမထုတ်ခင်ကြိုးထွက်ပေးရမယ်နော်ဒီမှာ6ပရိတ်ထပ်တယ်နော်6ပရိတ်ခေါင်း3လုံးရတယ်မယ်2 4 6ဆိုတဲ့ကဏ္ဍဒီမှာဇောင်း3လုံး6ကရင်1 2 3 4ချိန်မှာ2 4 6လို့ထွက်ပေးရမယ်ထွက်တော့မယ်ဆိုရင်လည်းပရိတ်3ခုပေါင်းရတယ်မယ်2ဖြစ်မယ်9 5 2ဖြစ်ရမယ်ဒီကဏ္ဍကလည်း1 4 5ကလည်းဒီ6 2 8ဘေးရဲ့ကဏ္ဍဖြစ်ရမယ်ဒီပရိတ်3ခုပေါင်းရတယ်မယ်1ပရိတ်5ပရိတ်3ညာပရိတ်1 5 3ညာကလည်း6ဖြစ်ရမယ်ဒီ6ပရိတ်ထပ်ခဲ့လို့ဒီ2ပရိတ်ကလည်းအပေါ်က12ချိန်ကဏ္ဍ2ပရိတ်ဖြစ်ရမယ်ဒီ2ပရိတ်ကလည်းဇောင်းပရိတ်3ခုပေါင်း2ဖြစ်ရမယ်အဲ့ကြောင့်2 4 65ပရိတ်မကြိုက်တဲ့လူတွေကတော့ဒီကဏ္ဍ3ခုကိုထိုးနိုင်ပါတယ်နော်ဒီကဏ္ဍ3ခုကတော့ပေးရင်လည်းပေးမှာမပေးဘူးဆိုရင်လုံးဝကိုမတူနိုင်ဘူးပေါ့တစ်လုံးကိုမတူနိုင်ဘူးကျွန်တော်ဒီကဏ္ဍလေးကြိုက်တယ်2 4 6 8 6တက်ကလည်းကျွန်တော် site တွေအများကြီးပြပေးထားနော်3ညပရိတ်ကြိုင်2တက်ခွန်းဒါအလွယ်ပဲပြရတော့မယ် site တွေကကဏ္ဍဗီဒီယိုဖိုင်တင်ရတာအဆင်မပြေလို့ကျွန်တော်ဒါ final result ဒီကဏ္ဍ site လေးတွေကျွန်တော်ပြပေးတာဒါတွေလည်းကျွန်တော်တော်တော်များများကျွန်တော်ပြပေးထားပြီးသားပဲအဲ့ထက်ကအကုန်လုံးလိုက်ထိုးရမှာမဆိုလို့ပေါ့ဟိုကိုအားတန်လေးညှိမှကြိုက်တဲ့ကဏ္ဍလေးလိုက်ထိုးပေါ့ဗျာအားလုံးပဲကံကောင်းကြပါစေဗျာကျွန်တော်ဒီ3ညပရိတ်လိုင်းရတော့ပြမနေတော့ site ကရှင်းနေလို့မို့3ညပရိတ်ကတော့3ညပရိတ်ဖန်တာဒါမျိုးလေးဖန်ထားတာဒီပရိတ်2ခုပေါင်းက3ညဖြစ်လို့ဒီပရိတ်3ခုပေါင်းက3ညပါဝါ5ပြန်ဖြစ်တယ်ဒီပရိတ်2ခုပေါင်း5မို့5ပါဝါဒီပရိတ်3ခုပေါင်း3ညဖြစ်တယ်ဒီပရိတ်2ခုပေါင်း5မို့5ပါဝါပရိတ်3ခုပေါင်း3ညဖြစ်တယ်ဒီပရိတ်2ခုပေါင်း5မို့5ပါဝါ3ညဖြစ်တယ်3ညဖြစ်အောင်ပရိတ်3ခုပေါင်း3ညဖြစ်အောင်ဒီမှာ3ညပရိတ်ဝင်အမှဒါ3ညဒလို့3ညဒလို့3ညဒလို့3ည5 6 9 8ဒါအလွယ်ပဲပြထား6နဲ့8ရဲ့ site ဒီနှစ်တက်ခွန်ပြောတာ3ညပရိတ်ဒါကတော့6နဲ့8ကအစောကျွန်တော် fighter ကဏ္ဍ3ခွက်ပေါ့ဒီ3ခွက်ကတော့တခြားဘေးကဏ္ဍမှာမထိုးကြဘူးလို့ဒီ3ခွက်လေးတော့ထိုးရင်ထိုးပေါ့ဒီကောင်ကတော့ကြာပြီးရင်လည်းတစ်ပေါက်ထဲလိုက်ကြာပြီးမှာဒါခွန်ပရိတ်ကြရင်ဒီကဏ္ဍအားလုံးပဲကံအောင်ကြပါစေဗျာပေါက်ပြီးပါကြပါစေဗျာ